မင်္ဂလာပါ AKT Channel မှာကြိုဆိုပါရစေဖလီပါကလစ်ကိုအသုံးပြုပြီးဖုန်းနဲ့ပဲပုံလေးတွေဆက်လက်ရေးဆွဲတင်ဆက်လိုက်ပါတယ်ပုံလေးကိုလက်စားတတ်ပါမယ်မြင်ရပြုခဲ့တဲ့မူရင်းပုံကိုလည်းရှင်းတွဲဖော်ပြလိုက်ပါတယ်အခုတော့ဒီလောက်ပါပဲအားလုံးနဲ့ပြန်လည်ချမ်းမြေ့ကြပါစေ